မင်္ဂလာပါစုဖြူဖူတိုးကနေကြိုဆိုပါရစေဒီနေ့မှာတော့ Pat Brian Hotel ရဲ့ Spike Brasserie မှာ Seafood Buffet သွားစားမှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးဒီ vlog လေးကတော့စုဖြူမွေးနေ့မှာသွားစားထားတဲ့ vlog လေးဖြစ်ပါတယ်ကဲပထမဆုံးအနေနဲ့ဒါကတော့သူတို့ခင်းချင်းထားတဲ့ Seafood Counter ကြီးပဲဖြစ်ပါတယ်ဒီထဲမှာပစွန်တွေကနန်းတွေ oyster တွေ salmon တွေအကုန် seafood တွေတော်တော်စုံရတယ်လို့ပြောရမယ်ကဲဒီကောင်တာကတော့ဒီ seafood buffet ကိုဘာလို့စားရလဲဆိုရည်ရွယ်ချက်ပါတဲ့ကောင်တာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဒီမှာက lobster တွေကို unlimited ပေးတဲ့အတွက် lobster အရန်စားခြင်းလို့စုဖြူဒီကိုလာခဲ့ရပါဒီက seafood တွေကအကုန်နီးပါးလက်တယ်လို့ပြောရမယ်ကဲဒီကောင်တာလေးက nan halal ပါဒီမှာကတော့ beef wellington ပြီးတော့ကြတော့ chicken ပြီးတော့ wak khao wak guk ta ငါးကင်ပေါ့နော်အကင်မျိုးစုံအရန်စားလို့ကောင်းပါတယ်စုဖြူကတော့ beef wellingtonအရန်ကြိုက်တယ်ကဲဒါလေးကတော့ pepperoni ham အမျိုးစုံရှိရဲ့ကောင်တာလေးပါဒီမှာလေခင်းထားတာတော်တော်များတော့စုဖြူဆိုရင်လေအကုန်စားခြင်းလေဒီမှာဓာတ်ပေါက်လည်းအရန်ကောင်းပါတယ်ပြီးတော့သူတို့စီမှာဆူရှီတွေတာကိုယာကီတွေဆာရှိမီတွေလည်းအစုံရှိတယ်ကြိုက်တာရွေးစားလို့ရတယ်ပြီးတော့ဒီဘက်မှာရှိတဲ့ဒဇက်ကောင်တာမှာဆိုရင်လည်းအဲ့လိုအယောင်အသွေးစုံစုံလေးလေးတွေနဲ့ကွာအဲ့လိုခင်းချင်းထားတာလေးရတယ်ချစ်စရာလေးဖြစ်နေတာအရန်စားခြင်းစပွဲဖြစ်ပါတယ်ကဲဒီ buffet ရဲ့ဈေးလေးကတော့အပီးစီတယောက်ကို$50ကျပါတယ်စီဖူးကြိုက်တဲ့လူတွေဆိုရင်တော့ဒီ buffet လေးကို join တင်တယ်စုဖြူကတော့လုံးဝအဆင်ပြေခဲ့ပေါ့နော်စုဖြူအတွက်ကတော့ကဲဒီဟာကတော့လှလှပပလေးစားတဲ့ session လေးပဲဖြစ်ပါတယ်5 star ကြီးဆိုရင်လည်း site တွေကြီးပြီးတော့ပေါ့နော်လက်ဆက်နေရပဲစားရတာတကယ်စားလို့အရန်ကောင်းတယ် barbecue counter မှာရှိတယ်အကင်းနေဆိုရင်လည်းအရန်စားလို့ကောင်းတယ်ပြီးတော့အဲ့လို beef ဆိုရင်လည်းအရန်မိုက်တယ်ကဲဒါကတော့လက်အိတ်တွေစွပ်ပြီးတော့အပီပြင်စားမဲ့ session ပဲဖြစ်ပါတယ်စုဖြူတယောက်တည်းစားခဲ့ရ lobster ဆိုရင်အနည်းဆုံး10ကောင်15ကောင်လောက်ရှိမယ်lobster site ကအနှဲငယ်လေးတော့သေးပါတယ်ဒါပေမဲ့သွားစားရတာပေးရရဲ့ဈေးနဲ့တန်ပါတယ်ဒဇက်ဆိုရင်လည်းအကုန်စားကြည့်ကျင်တာဒါပေမဲ့အရှိမစားထားတဲ့အရန်များတော့ကိုစားနိုင်တဲ့လောက်ပဲယူခဲ့တော့တယ်ကဲစားနေရရင်စုဖြူကအိပ်ရုပ်ပါကဲနောက်ဆုံးညီနဲ့ဒီ buffet လေးကို join တင်ပါတယ်ကဲဆက်စားလိုက်ပါဦးမယ်ကြည့်ရှုပေးရဲ့တယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်တတာ